ငါဘွားလေးကအခုဆိုလို့ရှိရင်အဆင်ပြေနေပြီအေဂျင့်နေပြီအဲ့တော့ manifest လုပ်ရမယ်ဒီနှစ်ထဲမှာငါ့ကိုတကယ်ချစ်တဲ့ချစ်သူတယောက်ရရမယ်ပြီးတော့ရုပ်ချောရမယ်မျက်မှန်လေးနဲ့လည်းဖြစ်ရမယ်အရက်လေးရှိရမယ်အရေးကြီးဆုံးတော့ဂျမနိုင်းဖြစ်ဖို့လိုတယ်ဟမ်ဂျမနိုင်းဆိုမှဟိုတယောက်ကလည်းဂျမနိုင်းမိန်းကလေးချင်းဆိုတော့လေကိုချင်းစားတယ်ဟိုကူတောင်လေးညီမလေးနဲ့တွဲဖို့တာမလေးအမအကြာကြီးပဲတိုင်မယ်နာသူညီမလေးကဧည့်သည်ပဲသူကလေအိမ်မှာတစ်ခါဝင်ပြီးဆိုလေအကြာကြီးဟောဖွင့်လွဲပါစီပြပါစီတဲ့ဟမ်ဂျမနိုင်းကောင်ဘလို့လုပ်ပြီးပြန်ရောက်လာလဲကိုတောင်းပန်ပါတယ်ကိုမှားမှန်းနဲ့တည်ပါပြီကိုတဲကိုမခွဲနိုင်လို့အခုလိုပြန်လာတာလေနော်ကိုပြန်ပြီးလက်ခံပေးပါကိုတဲတံကိုလည်းအများကြီးနားလည်တော့ပြီးတယ်နော်ငါ manifest လုပ်တဲ့ချိန်မှာ तू ကရောက်လာတာဆိုတော့ universe ကအစစ်အမှန်မလို့ငါ့ကိုလွတ်ပေးလိုက်တာဖြစ်မယ်လက်ခံပေးလိုက်ပါတဲကြတာတော့ကိုနဲ့ဟိုအမနဲ့တွဲသွားရဆိုအေးတောက်ပြီးသွားပြီဆိုလို့ရှိရင်ကိုရုပ်ရှင်သွားကြည့်ရမယ်နော်ဟိုဒီနေ့တော့သွားမကြည့်တော့ဘူးလေကိုရဲ့ဟိုခဏနေလေစီတူနဲ့ချိန်တာရှိတယ်အေးပါအဲ့ဒါဆိုလည်းနောက်တစ်ခေါက်ပါနော်ပြရဟာတဲ့ဟုတ်ဘာလို့ကိုဒေါနာကျော်ခေါ်လာလဲတငယ်ချင်းကလေအိမ်ဆောင်မှာမလို့တဲ့အဲ့ဒါလေဒီမှာတစ်ခါတည်းပြလို့ရလို့လေဒေါနာကျော်မှာပစ္စည်းစုံနေဆိုပြီးခေါ်လာတာကိုလည်းခဏလက်ခဲ့ပြီနော်ခဏပဲစတဲလာပြီလာညနေနောက်ကျလိုက်တာဟဲ့လာအထက်မှာတော့ပြမယ်နေပါကြည့်မလဲဒီနဲ့နေကရေဦးရေးဆက်လို့ဒီနေ့ဟာရေဦးရေးဆက်တော့ဟိုမှာရှိရလိုက်ခဲ့လားပြကောင်းလာလေဟဲ့ဒီမှာလေရေဘူးရေးဆက်တည်းကသူ့မှာအစုံမရှိရဟာဆိုတော့ဟိုမှာဟီတာရှိရပြီးတော့ဘွိုင်းလာလည်းရှိရဘွိုင်းလာဆိုရင်လည်း50 liter 30 liter အဲ့လိုမျိုးအစုံရှိရဟာအားလုံးကလေမလေးရှားမိတ်တွေကြီးပဲပြီးတော့အာမခံ9နှစ်တောက်ပါနေကြိုက်တာကြီးပဲကုန်မိုက်တယ်အေးနေစီရရလေတော့လေဟာလားအေးဟုတ်တာပဲနော်နေကြိုက်လည်းငါကြိုက်ပဲဟုတ်တယ်မလားနေကြိုက်လည်းငါပဲသိရဆိုတော့ဘာယူရမလဲဆိုတော့တဲ့ဟိုကလေကိုကဟိုဘချမ်းလေးကြိုက်သလားလို့လေကိုလည်းပါဆိုင်လို့လဲကိုရရွေးပေးနေရတယ်ကိုလည်းဘာမှမဆိုင်ဘူးလေသူ့ချက်ရတဲတည်းရဲ့ကိုဝင်ပြောနေမဆိုင်ဘူးလားဆိုင်ဆိုတော့အဲ့ဆိုငါထားလေးပဲယူလိုက်တော့မယ်နော်ဟလာကျွေးပြဆက်သွားကြည့်မယ်လားလိုက်ခဲ့လားဟုတ်လေကိုလည်းလိုက်မယ်လေတကယ်ကြီးဒီမှာလေကြမ်းကင်းကျွေးပြားလေးရှိရထားမိဖို့ကြောင့်ခင်းနေကျွေးပြားနေဘယ်ဟာကြိုက်လဲအော်တဲ့ဟိုလေကိုယောက်ျားလေးဆိုတော့ဒီဟာလေးတွေပို့ပြီးတော့ကောင်းတယ်လားလေကိုကဘာလို့လို့ပြောနေရလဲဟုတ်လေယောက်ျားလေးအချင်းချင်းဆိုတော့ကွာနည်းနည်းလေးပို့ပြီးတီးတော့ပြောပြတယ်အော်ယောက်ျားလေးချင်းတို့ဆိုမဲ့တူပါမလားကိုရဲ့ဟိုသူ့ကြိုက်ကလေတဲပဲတီးရကိုဝင်ပြောမနေနဲ့ဘာမှလည်းတီးရလည်းမဟုတ်ပဲနဲ့ဟဲ့ဒီပိုင်းယူမလဲကြောဒါလေးပဲယူလိုက်ပါဟဲ့နေကြိုက်တယ်မလားအေးဒါပဲယူလိုက်မယ်အဲ့ဆိုနော်လာဟိုတော့ကြည့်မယ်နေဖို့တိုင်းယူမှာမလားဘယ်နှလုံးယူမှာလဲနေတဘောပဲဒီနေ့ညီလေးကလည်းညီလေးမှာလူဘယ်နှယောက်ရှိရဲဆိုတော့ तू ကဘယ်လိုသိမှာလဲဟမ်သိရလေသူ့အိမ်မှာ9ယောက်ရှိရလေသူ့ကြောင့်လည်းမသိရဘာမှမရှိဘူးဟဲ့နေ9ယောက်ရှိရမလား9လုံးယူလိုက်နော်အေးဈေးရဘယ်လောက်လဲဈေးကတဲ့ရလေဒီမှာလည်းအယောင်းဝင်နေရှိနေပဲသူတို့မေးလိုက်ရင်ရပါတယ်ကွာဟုတ်နေရတကာပါပြန်ပြီဝင်းမပါနဲ့လို့ပြောထားရလေဘာမှလည်းသိရလဲမဟုတ်ဘူးနားတွေကိုညင်းနေတာပဲရှုပ်တယ်သွားထိုင်နေသွားမဟုတ်ဘူးထိုင်ကုန်လေးပါလေထိုင်ကုန်နေပါလေလုံးနေတဲ့ဒီမှာပဲထိုင်ဆောက်နေပြန်လှမ်းခေါ်လိုက်မယ်အော်ဒီကြားတယ်နော်ဘာသာမှမထွက်စင်တာဘာသာမှမကြားချင်ဘူးထိုင်ဆောက်နေဒီမှာပဲထိုင်ရမှာအေးသွားမလားတဲ့ဒီမှာအောက်ခံနေပြည့်လိုက်တာလေအဲ့ဒါထိုင်လိုက်မယ်နော်ပြီးတော့ဒီမှာကြည့်ဒီတော့တုံးနေတယ်အပြားယူမယ်နဲ့ပြန်နေကြရကြရအေးပြီးတော့အဲ့တော့ငါဒါလေးလိုက်မယ်နော်အဲ့တော့ကိုပတ်ပတ်ဒီမယ်နော်ဒါဘေးစတုံးမလေးဆိုဒီနှစ်ကန်းဟာယူလိုက်မယ်လေနော်ကိုပြောတုံးလေဒီကလေးလိုက်နော်ဒါလေးလိုက်ရပြဒီရောင်လေးလိုက်နေဒီခဏအောင်ဆက်ဆက်လိုက်နော်အဲ့ဒီပါတဲ့ဟိုကိုကြိုနဲ့အကြောင်းမကြပါနဲ့ဘာလို့အရှိမထပ်ဆောက်ခိုင်းတာလဲကိုပြောစရာရှိလို့ဟိုလေစီသူနဲ့ချိန်တာရှိလို့အပြင်းလေးသွားမလို့စီသူနဲ့ချိန်တာလေဘယ်သွားမလို့စီသူနဲ့လားဟိုနေ့ကလေဒေါနာကျော်သွားတယ်လေအဲ့သူပစ္စည်းတွေထပ်ပြီးတော့လိုချင်တာရှိသေးရဲ့ဆိုတော့အဲ့သွားဝယ်ပေးမလို့အဲ့တခါလေးလိုက်သွားပြီဟုတ်လေဒီညသာဆောက်ဖို့ချိန်တာလေကိုနဲ့ဒီမှာကိုညဆောက်လေးတခါလေးဝယ်လာလိုက်တယ်ညဆောက်လေးတခါလေးဝယ်လာလိုက်တယ်တခါလေးပဲကိုရဲ့ညဆောက်တယောက်ဖက်စားလိုက်တော့နော်သွားပြီနော်တခြားအဲ့ဒါကစိတ်ချပါတဲ့ဟိုနောက်ဆိုလို့ရှိရင်တဲမကြိုက်တဲ့အရာကြီးဘာတစ်ခုမှရှိတော့မှာမဟုတ်ဘူးเนาะအရင်တော့ကကြတော့လေသူကရီးစားလည်းမရှိသေးတဲ့အခါကျတော့ကိုယ်ခင်ပြီးတော့သူကအရန်တွေ့ကန့်တဲ့သဘောမျိုးဖြစ်နေတာပါ